စီဇာဟာတိရစ္ဆာန်ထိန်းသိမ်းရေးသမားကတကားမှရှိတဲ့ကနန်းလျှို့ဝှက်နံပါတ်ကိုဘလို့နှိပ်ပြီးဖွင့်တယ်လဲဆိုတာကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့ပါတယ်။သူဟာကုန်းနံပါတ်တွေကိုချက်ချင်းပဲမှတ်သားထားလိုက်ပါတယ်။ညစ်နက်လာတဲ့အခါမှာတော့သူဟာလှောင်အိမ်ထဲကနေတိတ်တဆိတ်ထွက်လာပြီးလျှို့ဝှက်နံပါတ်ကိုတိကျစွာရိုက်နှိပ်လိုက်ပါတယ်။အဲဒီနောက်ဝန်ထမ်းတွေသွားတဲ့လမ်းကြောင်းတိုင်းတိရစ္ဆာန်ရုံအမိုးပေါ်ကိုတက်သွားပြီးဂေဟာအပြင်ဘက်ကိုတိတ်တဆိတ်ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့စီဇာဟာထွက်ပြေးဖို့ကြိုးစားနေတာမဟုတ်ပါဘူး။သူဟာညမောင်မှသူ့ရဲ့ပိုင်ရှင်ဟောင်းအိမ်ထဲကိုတိတ်တဆိတ်ဝင်ရောက်သွားတာပါ။အဲဒီနောက်တောင်းမှရှိတဲ့ရေခဲတစ်တာကိုဖွင့်လိုက်ပါတယ်။အထဲမှာတော့ပြုပြင်ထားတဲ့အာယုံကြောအစိတ်တောက်ဗိုင်းရပ်ပလင်အချို့ရှိနေပါတယ်။ဒီဗိုင်းရပ်ဟာမျက်ဝန်းတွေကိုဉာဏ်ရည်တိုးတက်စေပြီးစင်ကဲဖြစ်စဉ်ကိုပြောင်းလဲပေးနိုင်တယ်ဆိုတာစီစားသိပါတယ်။ဒါကြောင့်သူဟာဗိုင်းရပ်စ်နမူနာတွေကိုယူပြီးဂေဟာကိုပြန်လာခဲ့ပါတယ်။မျက်ဝန်းတွေအိပ်ပျော်နေတော့မှပဲအဲ့ဒီဗိုင်းရပ်စ်ကိုလွှတ်ထုတ်လိုက်ပါတော့တယ်။မနေ့ရောက်တဲ့အခါတိရစ္ဆာန်ထိန်းသိမ်းရေးသမားကတိရစ္ဆာန်တွေကိုကြမ်းတမ်းစွာနှိုးပါတော့တယ်။ဒါပေမဲ့သူမသိလိုက်တာကဒီနေ့မှာမျက်ဝန်းအားလုံးဟာအရန်ကိုငြိမ်သက်နေပြီးတကောင်ချင်းစီရဲ့မျက်လုံးအိမ်တွေဟာအစိမ်းရောင်ပြောင်းနေတာပါပဲ။စီဇာဟာလမ်းကြောင်းဝမှာထိုင်ပြီးသူတို့ရဲ့မျက်လုံးတွေကိုတကောင်ချင်းစစ်ဆေးနေပါတယ်။သူတို့ရဲ့မျက်လုံးတွေအစိမ်းရောင်ပြောင်းသွားမှသာအပြင်ထွက်ပြီးလှုပ်ရှားဖို့ခွင့်ပြုပါတယ်။အစောကတည်းကအစိမ်းရောင်ဖြစ်နေတဲ့စီဇာရဲ့မျက်လုံးတွေကတော့အခုဆိုရင်ပိုပြီးတော့တောင်အစိမ်းရောင်တောက်နေပါပြီ။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ဂေဟာမှုဟာအတော်လေးဇဝေဇဝါဖြစ်သွားပါတယ်။ပုံမှန်ဆိုရင်စူညံနေတတ်တဲ့မျက်ဝန်းတွေဟာဒီနေ့မှာတော့စနစ်တကျနဲ့စူဝေးနေကြတာကိုတွေ့ရလို့ပါဒါပေမဲ့တိရစ္ဆာန်တအုပ်ကဘာလုပ်နိုင်မှလဲလို့တွေးပြီးဂေဟာမှုကအလေးမထားခဲ့ပါဘူး။ညဘက်ရောက်တဲ့အခါမျက်ဝန်းအားလုံးဟာလှောင်အိမ်ထဲပြန်ဝင်ပြီးနားနေကြပါတယ်။ဒါပေမဲ့လှောင်အိမ်တကားပိတ်ဖို့လာတဲ့တိရစ္ဆာန်ထင်းကစီဇာတကောင်နဲ့အပြင်မှာရက်နေတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်သူကအန္တရာယ်ရှိတယ်လို့ယူဆပြီးတခြားတစ်ယောက်ကိုတနက်ယူလာဖို့ချက်ချင်းခေါ်လိုက်ပါတယ်။သူကစီဇာကိုလှောင်အိမ်ထဲပြန်မောင်းဖို့လျှက်စစ်တုပ်ကိုသုံးဖို့ပြင်လိုက်တဲ့အချိန်မှာစီဇာကထိန်းသိမ်းရေးသမားရဲ့လျှက်စစ်တုပ်ကိုဖမ်းကင်လိုက်ပြီးနိုးလို့အတန်ထွက်အော်ဟစ်လိုက်ပါတော့တယ်။ချက်ချင်းဆိုသလိုပဲနောက်တစ်စက္ကန့်မှာမြင်လိုက်ရတဲ့ကြောက်မက်ဖွယ်မြင်ကွင်းကြောင့်ထိန်းသိမ်းရေးသမားနှစ်ယောက်စလုံးအော်သွားရုံတင်မကပဲလှောင်အိမ်ထဲကမျက်ဝန်းတွေပါအံ့အားသင့်ကုန်ကြပါတယ်။သူတို့တွေဘာမှမတုံ့ပြန်နိုင်ခင်မှာပဲစီဇာဟာထိန်းသိမ်းရေးသမားကိုလက်သီးနဲ့ထိုးချလိုက်ပါတယ်။ပြီးနောက်သူ့ကိုလှောင်အိမ်ထဲဆွဲသွင်းပြီးပြန်ပိတ်ထားလိုက်ကလှောင်အိမ်ထဲကသူ့ရဲ့မျိုးနွယ်စုအားလုံးကိုလွှတ်ပေးလိုက်ပါတယ်။ဒါပေမဲ့လူသားတွေဒီအခြေအနေကိုသိသွားတာနဲ့သူနဲ့သူ့မျိုးနွယ်စုတွေဟာစမ်းသပ်ခံတရဝါတွေဖြစ်ထပ်ပြီးအဖမ်းခံရမယ်ဆိုတာစီဇာသိပါတယ်။ဒါကြောင့်စီဇာရဲ့ဥဆောင်မှုနဲ့အတူမျက်ဝန်းတွေဟာဂေဟာရဲ့ဖန်သားမိုးကိုရိုက်ခွဲပြီးမြို့လယ်စီကိုအရှိန်ဟုန်နဲ့ထွက်ခွာသွားပါတော့တယ်။